ဒီနေ့ဘူကက်မာလာကာကိုသွားမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့လမ်းမှာစပြီးတော့ထွက်နေပါတယ်ဒါကတော့ဘူကက်မာလာကာကိုသွားနေလေလမ်းတစ်လျှောက်ပဲဖြစ်ပါတယ်လမ်းမှာဆိုလို့ရှိရင်လည်းရန်ငိုရှုခင်းနေကောင်းတယ်ရန်ငိုရှုခင်းနေလက်လာတယ်ပြီးလို့ရှိရင်ခုလိုမျိုးဒါကွင်းကြီးတွေလည်းဖြစ်မယ်ပေါ့နော်ကွင်းကြီးတွေလည်းဖြစ်မယ်တိုက်အကြီးကြီးတွေလည်းရှိတယ်ပြီးလို့ရှိရင်ခုလိုမျိုးပေါ့နော်ကျွန်တော်တို့ရှုခင်းနေရန်ကိုလည်းတားရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာ ရှုကောင်းနေနေတယ်အရန်ဟိုပေါ့နော်ပြလဲပြီးတော့နေချင်စရာကောင်းတဲ့မြို့တွေလည်းဖြစ်ပါတယ်နိုင်ငံသားခီးသွားတွေပြီးလို့ရှိရင်တော့မလေးရှားကိုလာရောက်ပြီးတော့လည်းပတ်ချင်တဲ့သူတွေအတွက်ပေါ့နော်ခုလိုမျိုးဒီနေရာလေးကိုလာရောက်ပြီးတော့လက်ကြည့်စေချင်ပါတယ်ကျွန်တော်ကတော့ခုလေးရှိပေါ့နော်အခုဘူကက်မာလာကာကိုသွားပြီးတော့လဲနေတာဖြစ်ပါတယ်သွားပြီးတော့လဲမှာဖြစ်တယ်ပေါ့နော်ခုကတော့ကျွန်တော်လမ်းမှာသွားနေတဲ့ခုလိုမျိုးခန်းနာတဲ့ hospital ကြီးပေါ့နော်ပြီးလို့ရှိရင်ခန်းခန်းနာနာနဲ့ဆောက်လုပ်ထားတဲ့တိုက်မြင့်ကြီးတွေအများကြီးပဲဖြစ်ပါတယ်ဒီမာလာကာကကျတော့ဒီမလေးရှားနိုင်ငံရဲ့ပေါ့နော်ဒါမြို့တော်တွေကအမြင့်ဆုံးအကောင်းဆုံးလက်ပတ်စရာအကောင်းဆုံးမြို့တစ်မြို့တွေလည်းပြောလို့ရပါတယ်အခုလက်ရှိဆိုလို့ရှိရင်တော့ကျွန်တော်ဘူကက်မာလာကာရဲ့တောင်ချီကိုရောက်ရှိနေဖြစ်ပါတယ်မကြခင်မှာကျွန်တော်တောင်ပေါ်လည်းတက်တော့မှာဖြစ်ပါတယ်တောင်ပေါ်မှာဆိုလို့ရှိရင်လည်းဘာတွေထူးဆန်းတာတွေ့မလဲပေါ့နော်ဒါပြီးလို့ရှိရင်တောင်ပေါ်မှာဘယ်လိုမျိုးဘူလာလာလေးရှိမလဲပေါ့နော်ဒီတောင်ပေါ်ကနေပြီးတော့ကြည့်တဲ့ view ကလည်းအရန်ကိုကောင်းပါတယ်ဒါကတော့တောင်ချီတဝက်ကိုရောက်နေပြီလည်းဖြစ်ပါတယ်တောင်ချီတဝက်ကနေပြီးတော့ view လာလေးပြီးလို့ရှိရင်တောင်ပေါ်ရောက်လာပြီဆိုလို့ရှိရင်လည်းတောင်ပေါ်မှာခုလိုမျိုးပေါ့နော်ကျွန်တော်တို့လေပတ်စီယာတွေပြီးလို့ရှိရင်တော့ရှေးဟောင်းပေါ့နော်ပြီးလို့ရှိရင်အဆောက်အုံတွေဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရဲ့လာရောက်ပြီးလာတဲ့ဒီကိုလည်းရှင်းပြပေးနေတယ်ပြီးလို့ရှိရင်ကြောက်စာကြီးတွေအများကြီးပဲရှိတယ်ကြောက်စာကြီးတွေဆိုလို့ရှိရင်လည်းအင်္ဂလိပ်လိုရောမလေးလိုရောပေါ့နော်ရေးပြထားတယ်ဒါကတော့နိုင်ငံသားတွေဒီကဆွဲဆောင်မှုရှိတဲ့နေရာလေးတစ်ခုလို့လည်းပြောလို့ရတယ်ပြီးလို့ရှိရင်လည်းတောင်ပေါ်ကနေပြီးတော့ခုလိုမျိုးဂျူလာလာလေးတွေကိုလည်းလူကြီးလေးတွေနဲ့ဒီကောင်းကင်ပြပြကြီးကိုလည်းခံစားလို့ရမှာဖြစ်ပါတယ်ဟိုးထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပင်လယ်ပြင်ကြီးပေါ့နော်ပင်လယ်ပြင်ကြီးကနေပြီးတော့မှဟိုးထဲမှာဆိုလို့ရှိရင်တင်မော်ကြီးတွေလည်းရှိတယ်ပြီးလို့ရှိရင်တိုင်းမြင့်ကြီးတွေလည်းရှိတယ်ကမ်းနားဘေးမှာပေါ့နော်ဆောက်လုပ်ထားတယ်ဒါကတော့ကျွန်တော်တောင်ပေါ်ကနေပြီးတော့မြင်နေရတဲ့ view ပဲဖြစ်ပါတယ်အရန်ကိုတားရတယ်ဒီမျိုးကိုလာလဲတဲ့သူတွေဆိုလို့ရှိရင်လည်းဒီဘူကက်ပေါ့နော်ဒီမာလာကာကိုလည်းတွားရောက်ပြီးတော့လေ့လာစီချင်ပါတယ်လို့ကျွန်တော်အနေနဲ့ကြံပေးချင်ပါတယ်ကျွန်တော်လည်းအခုလက်ရှိဘူကက်ပေါ့နော်ဒီမာလာကာကိုရောက်ရှိနေတဲ့ဘူကက်ဆိုတာကတော့တောင်ပေါ့နော်တောင်ထိပ်ကနေပြီးတော့ကြည့်ရတဲ့ view ကဘာနဲ့မှမတူဘူးပေါ့နော်အရန်ကိုရှူသားလို့ကောင်းတယ်အရန်ကိုခံစားလို့ကောင်းတယ်စိတ်တည်စည်မှုများတဲ့သူတွေစိတ်ကိုလွတ်ပေါ်ပါခြင်းတဲ့သူတွေဆိုလို့ရှိရင်ဒီနေရာလေးကိုလက်ပတ်ချင်းအချင်းကလည်းရန်ကိုကောင်းတယ်ပြီးလို့ရှိရင်ဒီတောင်ပေါ်မှာဆိုလို့ရှိရင်သူတို့မှတ်တရလေးတွေလည်းရောင်းပေးတယ်ပြီးလို့ရှိရင်ဒီနိုင်ငံရဲ့ပေါ့နော်KLCC ရုပ်ပုံလေးတွေ KLCC ရုပ်ပုံလေးပေါ့နော်တိုက်နေအောင်လည်းခေါ်တယ်ဒါတော့ကွာလာလမ်ပူမှာရှိတဲ့တိုက်နေအောင်ကိုလည်းအခုလိုမှတ်တရလေးတွေရောင်းပေးနေခြင်းလည်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီပေါ်မှာလာရောက်ပြီးလဲလို့ဆိုလို့ရှိရင်စိတ်ကိုရန်ကိုလွတ်လပ်ပြီးတော့ကြည်နူးစရာလည်းအရန်ကောင်းပါတယ်ပြီးလို့ရှိရင်ဒီပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့Jaspero လို့ပေါ့Jaspero လို့မျိုးဘောနော်ဒီပုတ်ရိုက်ချင်တဲ့ဒီတွေကိုလည်းဒီမှာတပုံကို5ချက်နဲ့ရိုက်ပေးပါတယ်ဒါကတော့ကျွန်တော် Jaspero နဲ့တော့ဓာတ်ပုံရိုက်ခဲ့ရအောင်ပေါ့နော်Jaspero နဲ့ဓာတ်ပုံရိုက်ခဲ့ရပါဘူး Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဘူကက်တောင်ပေါ်ကနေပြီးတော့ပြန်နေပြီးဆင်းရဲပြီးလဲ